အာဆင်နယ်အသင်းရဲ့တောင်မှတိုက်စစ်ကစားသမားလီအန်ဒရိုထရော့ဆက်ကိုခေါ်ယူနိုင်ဖို့တူရကီကလပ်ဘက်စစ်တက်ကတကယ်ကိုအရှိန်မြင့်လှုပ်ရှားနေပါပြီ။နာမည်ကျော်သတင်းထောက်ဖယ်ဘရိုက်ယိုရိုမန်နာရဲ့ဖော်ပြချက်အရဘက်စစ်တက်တာဝန်ရှိသူတွေဟာအမေရိကန်နိုင်ငံကိုတွားရောက်ပြီးထရော့ဆက်ရဲ့ကိုရေးကိုတာသဘောတူညီချက်ကိုဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ဒီအချက်ကဘက်စစ်တက်ဘက်ကထရော့ဆက်ကိုခေါ်ယူဖို့အလေးနက်ထားနေတယ်ဆိုတာကိုပြသနေပြီးကစားသမားဘက်နဲ့သဘောတူညီမှုရရှိနိုင်ခဲ့ရင်အာဆင်နယ်အသင်းနဲ့ပြောင်းရွှေ့ခြင်းညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်လာဖို့ရှိနေပါတယ်။ထရော့ဆက်ဟာအာဆင်နယ်မှာအရေးပါတဲ့ squad player တစ်ယောက်ဖြစ်ပေမဲ့ပွဲထွက်ခွင့်အတွက်ပြိုင်ဆိုင်မှုများလာတာကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တစ်ခုချမှတ်လာနိုင်တယ်လို့လည်းသုံးသပ်နေကြပါတယ်။ဘက်စစ်တပ်အတွက်တော့အတွေ့အကြုံရင်းဂိုးသွင်းနိုင်စွမ်းရှိပြီးဖန်တီးနိုင်စွမ်းကောင်းတဲ့ထရော့ဆက်ကိုရရှိမယ်ဆိုရင်လာမယ့်ရာသီအတွက်အင်အားကြီးတဲ့ခေါ်ယူမှုတစ်ခုဖြစ်လာမှာပါ။အခုချိန်ထိတော့ဆွေးနွေးမှုအဆင့်သာရှိသေးပြီးအပိသက်သဘောတူညီချက်မရသေးပါဘူး။ဒါပေမဲ့ဒီအပြောင်းရွှေ့ဟာလာမယ့်ရက်ပိုင်းအတွင်းစိတ်ဝင်စားစရာအကောင်းဆုံးသတင်းတွေထဲကတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ထရော့ဆက်ဟာတကယ်ပဲဘက်စစ်တပ်ကိုပြောင်းရွှေ့တင်တယ်လို့ထင်ပါသလား။ဒါမှမဟုတ်အာဆင်နယ်မှာပဲဆက်ရှိတင်တယ်လို့ယူဆပါသလား။ခန့်မှန်းမှာတင့်အမြင်ကိုမျှဝေပေးခဲ့ပါ။